အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆက်လက်ပြီးတော့ငါတို့ကြံရှိနေသေးတဲ့ကေတင်ချင်းကာလ3ပါးthếမှာနောက်ဆုံးအပိုင်းဖြစ်တဲ့အနာဂတ်ကာလကေတင်ချင်းဆိုတဲ့အကြောင်းကိုငါတို့ဆက်ပြီးမှပြောကြားသွားမှာဖြစ်တယ်ငါတို့ဒီအကြောင်းအရာကိုမတွားခင်မှာငါတို့ထပ်ပြီးတော့ဒီကေတင်ချင်းရဲ့အနက်အသေးပေကိုပြောပြချင်ပါတယ်ကေတင်ချင်းဆိုတဲ့အသေးပေကတော့ဘေးအန္တရာယ်ဒါမှမဟုတ်ဘေးဒုက္ခတစ်ခုခုကနေတစုံတစ်ယောက်ကကေတင်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်ဒီနိတိအခန်းကြီးနေ့အပိုင်းငယ်15မှာတော့ဒီငါတို့ကိုဘုရားသခင်ကတမန်တရားကိုမှန်ကန်စွာပိုင်းခြားဖို့ရန်အတွက်စူးစမ်းထုတ်ဖို့ပြောပြထားတဲ့အကြောင်းကိုငါတို့တွေ့ရမှာဖြစ်တယ်ဒါဆိုရင်ငါတို့ဒီဆက်လက်ပြီးတော့ဒီအဓိကအကြောင်းရင်းဖြစ်တဲ့ဒီအနာဂတ်ကာလကေတင်ချင်းဆိုတဲ့အကြောင်းကိုငါတို့လေ့လာသွားကြရအောင်ဒီအနာဂတ်ကာလကေတင်ချင်းကတော့ဒီတစ်ချိန်မှာဖြစ်မဲ့အကြောင်းအရာဖြစ်တယ်အနာဂတ်ဆိုတော့ဒီမဖြစ်လာသေးဘူးတစ်ချိန်မှာတကယ်ပဲဖြစ်လာမယ့်အကြောင်းဖြစ်တယ်ဒါဆိုရင်ဒီအနာဂတ်ကာလကေတင်ချင်းကဘေးကနေဘေးနေရာကနေကေတင်တယ်လေလို့ငါတို့ပြောတဲ့အချိန်မှာအပိတိရှိရာဤလောကကနေအပိမရှိတဲ့ဟိုးတန်ရှင်းတဲ့နေရာထာဝရနေပြိုစရာကောင်းတဲ့နေရာဘုံအတေနဲ့ပြည့်စုံတဲ့ကောင်းကင်ဘုံတို့ချီဆောင်ခြင်းဖြစ်တယ်ဒီကေတင်ချင်းကတော့အပိတိရှိရာဤလောကကနေအပိမရှိတဲ့ဟိုးကောင်းကင်နိုင်ငံကိုချီဆောင်ခြင်းဖြစ်တယ်ဒီကေတင်ချင်းကိုဒီအနာဂတ်ကာလကေတင်ချင်းကိုဘယ်သူတွေရမလဲလို့ပြောတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့လူတိုင်းကယုံကြည်ခဲ့တဲ့လူတိုင်းကကေတင်ချင်းကိုရမှာဖြစ်တယ်ပြောရမယ်ဆိုရင်ငါတို့နားလည်အောင်ပြောရမယ်ဆိုရင်ဒီအတိတ်ကာလကေတင်ချင်းကိုရပြီးတဲ့လူတိုင်းကဒီအနာဂတ်ကာလကေတင်ချင်းကိုရမယ်ဆိုတာကတော့တေချာပေါက်ဖြစ်တယ်ဘုရားသခင်ကအာမခံချက်ပေးထားတယ်ငါတို့ပြောရမယ်ဆိုရင်သခင်ရှုခရစ်တော်ကိုသူဟာငါရဲ့ကေတင်ပိုင်ရှင်ပဲသူဟာငါရဲ့အပြည့်အခအစားသူဟာငါငရေကိုတွားရမယ်ဇာလဝါကားတိုင်းပုံမှာငါရဲ့အပြည့်အခကိုအကုန်စင်ဆက်ပေးခဲ့ပါလားဆိုပြီးမှသခင်ရှုခရစ်တော်နဲ့သူပြုခဲ့တဲ့အမှုကိုငါတို့ယုံကြည်ခဲ့တယ်ဆိုရင်ယုံကြည်တဲ့လူတိုင်းကတော့ဒီအနာဂတ်ကာလကေတင်ချင်းကိုရမှာဖြစ်တယ်ဟိုးကောင်းကင်နိုင်ငံကိုချီဆောင်ခြင်းခံရမှာဖြစ်တယ်အတိတ်ကာလကေတင်ချင်းရပြီးတဲ့လူတိုင်းကအနာဂတ်ကာလကေတင်ချင်းရမယ်ဆိုတာတေချာပေါက်ဖြစ်မှာဖြစ်တယ်ဘုရားသခင်ရဲ့အာမခံချက်ရတာဖြစ်တယ်ယုံကြည်စိတ်ချလို့ရပါတယ်ဒါကလည်းဘုရားသခင်ရဲ့ကျေးဇူးတော်တက်နဲ့ငါတို့ရတာဖြစ်တယ်ငါတို့သခင်ယေရှုခရစ်တော်ကိုယုံကြည်လိုက်တဲ့အချိန်မှာဒီအပိအခငရေကိုငါတို့တွားเสียမလို့ဒါနဲ့ထက်တူငါတို့ဟိုးကောင်းကင်နိုင်ငံမှာလည်းတစ်ချိန်ကြာရင်လည်းဘုရားသခင်ရဲ့အတူထာဝရအသက်ရှင်ရမှာဖြစ်တယ်ဒါကြောင့်ဒါကိုဘုရားသခင်ရဲ့ကျေးဇူးတော်လို့ပြောတာဖြစ်တယ်ဘုရားသခင်ရဲ့တနာခြင်းကြောင့်ဂရုဏာကြောင့်ငါတို့ရတာဖြစ်တယ်ငါတို့တတ်နိုင်လို့ငါတို့ရဲ့အကျင့်မပါဘူးငါတို့ရဲ့အဆွမ်းစားမပါဘူးငါတို့ဟာဘုရားသခင်ပြုပေးတဲ့ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာကိုငါတို့ယုံကြည်တယ်လက်ခံတယ်ဒါကြောင့်ပဲငါတို့ဟာဘုရားခင်ရဲ့ကျေးဇူးတော်တက်နဲ့ရတာဖြစ်တယ်ဒီကေတင်ချင်းကိုတော့ဒီနောက်တနည်းနဲ့ပြောရမယ်ဆိုရင်ချီးမြှောက်ခြင်းခံရတယ်ဆိုပြီးမှလည်းပဲပြောလို့ရပါတယ်ကျမ်းစာရဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ချီးမြှောက်ခြင်းခံရတယ်ဆိုလို့လည်းပဲငါတို့ပြောလို့ရပါတယ်ဒီအနာဂတ်ကာလကေတင်ချင်းနဲ့ပတ်သက်ပြီးတော့ငါတို့ပို့ပြီးမှရှင်းလင်းသွားအောင်ဒီယောမအခန်းကြီး73အပိုင်းငယ်7ကနေ7အထိကိုငါတို့ဖတ်သွားမှာဖြစ်တယ်ဖတ်ကြရအောင်ထိုမှတပါငါတို့ကိုကေတင်သောကျေးဇူးတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်ယခုတာ၍နီးတို့ကြောင့်၎င်းနေ့အချိန်ကိုလူ၍နေ့အချိန်ရောက်လူတို့ကြောင့်၎င်းယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်တည်၍ကာလအချိန်ကိုထောက်လျက်မောင်မိုက်၏အကျင့်ကိုပေရှား၍အလင်းလက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့ဒီမှာနောက်ဆုံးပိုင်းမှာပြောထားတာကတော့မောင်မိုက်ဤအကျင့်ကိုပေရှားပြီးမှအလင်းလက်နက်စုံကိုဝတ်ဆင်ဆောင်ရွက်ကြပါဆိုပြီးမှအမျိုးတိုက်တွန်းနေတာပြောနေတာတွေ့ရတယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲမပြောရတယ်လဲလို့ပြောတဲ့အချိန်မှာဒီအပိုက်ငယ်7မှာငါတို့ဖတ်ပါမယ်အနီနဲ့ပြထားတာကိုငါတို့ကိုကေတင်သောကျေးဇူးတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌နီးသည်ထက်ယခုတာ၍နီးတို့ကြောင့်၎င်းဒီမှာဒီခရစ်တော်ကိုယုံကြည်ပြည့်တဲ့လူတွေကိုမျိုးပြောပြနေတာဖြစ်တယ်
အတိတ်ကာလကေတင်ချင်းရပြတဲ့သူတယောက်ကိုဒီအလင်းရဲ့လက်နဲ့ဝတ်ဆောင်ကိုဝတ်ဆင်ဖို့ပြောပြနေတာဖြစ်တယ်။ဘာကြောင့်လဲလို့ပြောတဲ့အချိန်မှာငါတို့ကိုကေတင်သောဂျေဇုတော်ဒီမှာကေတင်သောဂျေဇုတော်ဒီငါတို့ကိုကေတင်သောဂျေဇုတော်ဒီဆိုပြီးမှပြောနေတာတွေ့ရတယ်။ဒီမှာကေတင်ချင်းအကြောင်းပြောနေတာဖြစ်တယ်။ဒီကေတင်သောဂျေဇုတော်ဒီကေတင်ချင်းကဘာလဲလို့ပြောတဲ့အချိန်မှာအနာဂတ်ကာလကေတင်ချင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဆက်ဖတ်ကြည့်တဲ့အချိန်မှာငါတို့ကိုကေတင်သောဂျေဇုတော်ဒီငါတို့ယုံကြည်သောနေ့ရက်၌ဤဒီထက်ယခုတာ၍ဤတို့ကြောင့်၎င်းဒီကေတင်ချင်းဟာဆိုရင်အရင်ကထက်ယခုတာ၍မှနီးလာပါပြီဒါကြောင့်အလင်းရဲ့လက်နဲ့ဆုံကိုဝတ်ဆင်ဆောင်ရွက်ကြပါဆိုပြီးမှတိုက်တွန်းနေတာဖြစ်တယ်ဒါဆိုရင်ဒီကေတင်ချင်းကအရင်ကထက်ပိုပြီးမှနီးလာပါပြီဆိုရင်အရင်ကတော့အတိတ်ပေါ့အခုပိုပြီးမှနီးလာပါပြီဆိုပြီးမှပြောပြနေတာဖြစ်တယ်ငါတို့နားလည်အောင်ပြောရမယ်ဆိုရင်ဥမာအနေနဲ့ပြောရမယ်ဆိုရင်တကယ်လို့ငါတို့ကဆိုရင်2020မှာသခင်ယေရှုခရစ်တော်ကိုမိမိဂိတ်ဒီပိုင်ရှင်လို့ယုံကြည်ခဲ့တယ်ဆိုရင်ဒီအချိန်ထက်အခု2025ရောက်တဲ့အချိန်မှာဒီငါတို့ကောင်းကင်နိုင်ငံကိုခြေဆောင်ချင်းခံရဖို့ရန်အတွက်ပိုပြီးမှနီးလာပါပြီဆိုရင်မှဒီအနာဂတ်ကာလကေတင်ချင်းနဲ့ပတ်သက်ပြီးမှပြောပြနေတာဖြစ်တယ်ဒီသခင်ယေရှုခရစ်တော်ကတော့ဒီငါတို့ကိုဒီဗျာဒိတ်ကျမ်းတွေမှာပြောတဲ့အချိန်မှာတော့သခင်ယေရှုခရစ်တော်ကအလင်းအမြန်လာမယ်လို့ပြောထားတယ်သခင်ယေရှုခရစ်တော်ကအလင်းအမြန်လာမယ်ဘေးချင်းလာမလဲလို့မသိဘူးဒီနေ့လာမလားမနေ့ပြန်လာမလားမသိဘူးအနာဂတ်တစ်ချိန်မှာတော့တစ်ချိန်မှာတော့တကယ်ပဲလာမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်ကိုးစားလို့ရတယ်သူကမလိမ်တဲ့ဖခင်ဖြစ်တယ်တစ္ဆာရှိတော်ဖခင်ဖြစ်တယ်ဒါကြောင့်တစ်ချိန်မှာတော့တကယ်လာမှာဖြစ်တယ်ဘယ်ချိန်လာမလဲဆိုတာမသိဘူးသူ့ကိုယုံကြည်တဲ့သူတွေကိုဘယ်ချိန်လာခုံမလဲဆိုတာမသိဘူးအနာဂတ်တစ်ချိန်မှာတေချာပေါက်လာမှာဖြစ်တယ်ဒီနေ့ဖြစ်မလားမနေ့ပြန်ဖြစ်မလားမတေချာဘူးတစ်ချိန်မှာတော့တကယ်ဖြစ်မှာဖြစ်တယ်ငါတို့ပြောလို့ရတာကတော့မနေ့ကထက်ဒီနေ့ပိုနီးလာပါပြီမနေ့ကထက်ဒီနေ့ပိုနီးလာပါပြီဆိုရင်မှပဲငါတို့ပြောလို့ရတာဖြစ်တယ်ဒါကြောင့်ဒီအနာဂတ်ကာလကေတင်ချင်းနဲ့ပတ်သက်ပြီးမှဒီလိုမျိုးပြပြနေတာဖြစ်တယ်ငါတို့ဆက်လက်ပြီးတော့ဒီယောမအခန်းကြီး10အပိုင်ငယ်30ကိုဖတ်ပါမယ်ထိုတို့ခွဲခမ်းမှတ်သားနှင့်သောသူတို့ကိုခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုလည်းဖြောက်မှတ်ရာ၌တည်စေတော်မူ၏ထိုတို့တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏ဒီမှာဘုရားသခင်ရဲ့အကြံစီကိုတွေ့ရမှာဖြစ်တယ်ယောမအခန်းကြီး10အပိုင်ငယ်30မှာဒီဘုရားသခင်ကဒီသူခွဲခမ်းထားတဲ့သူခွဲခမ်းမှတ်သားထားတဲ့လူကိုသူကခိုးတော်မူတယ်ခိုးတယ်လို့ပြောတဲ့အချိန်မှာသူကအင်္ဂလိပ်တရားကိုသူ့ကိုကြားစေတယ်ဒီအင်္ဂလိပ်တရားကိုသူကကြားတဲ့အချိန်မှာသူယုံကြည်လာတဲ့အချိန်မှာသူကခိုးတော်မူခြင်းခံရတယ်အဲမျိုးအင်္ဂလိပ်တရားကိုကြားပြီးမှသူယုံကြည်လာတဲ့အချိန်မှာသူ့ကိုဒီဖြောက်မှတ်ခြင်းကိုလည်းသူပေးတယ်ဆိုပြီးမှပြောပြထားတာတွေ့ရတယ်ခိုးတော်မူတော့သူတို့ကိုလည်းဖြောက်မှတ်ရာ၌တည်စေတော်မူ၏ဒီဖြောက်မှတ်ရာ၌တည်စေတော်မူတယ်လို့ပြောတဲ့အချိန်မှာဖြောက်မှတ်တယ်လို့ပြောတဲ့အချိန်မှာဘုရားသခင်ရဲ့ရှေ့မှာပြောတာဖြစ်တယ်ငါတို့ဒီအရင်ကငါတို့ဒီမနေ့ကဒီပိစုမနေ့ကငါတို့အတိတ်ကာလကေတင်ချင်းနဲ့ပတ်သက်မှပြောသွားတဲ့အချိန်မှာဒီဖြောက်မှတ်တယ်လို့ပြောတဲ့အချိန်မှာဟိုးဘုရားသခင်ရဲ့ရှေ့မှာတင်ဟာဒီနေ့ကစားပြီးသခင်ရှုခရစ်တော်ကိုယုံကြည်လိုက်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ရှေ့မှာဖြောက်မှတ်ပါပြီတန့်ရှင်းပါပြီအပြစ်မရှိတဲ့သူဖြစ်ပါပြီဆိုရင်မှမတ်ပေးခြင်းကိုပြောတာဖြစ်တယ်ဖြောက်မှတ်ခြင်းရပြီလို့ပြောတဲ့အချိန်မှာဒီခရစ်တော်ကိုယုံကြည်ပြီးတဲ့သူတယောက်ကိုဘုရားသခင်ကဖြောက်မှတ်ခြင်းလည်းပေးတယ်မကဘူးထိုတို့တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏ဒီဖြောက်မှတ်ခြင်းရပြီးတဲ့သူတယောက်ကိုဘုရားသခင်ကချီးမြှောက်တော်မူတယ်အပြစ်တည်ရှိရာဤလောကကနေလည်းပဲဟိုးကောင်းကင်နိုင်ငံတို့ဘုရားသခင်နဲ့အတူထာဝရအသက်ရှင်ဖို့ရန်အတွက်သူကတစ်ချိန်ကျရင်လည်းချီဆောင်မှာဖြစ်တယ်ချီးမြှောက်မှာဖြစ်တယ်ဆိုရင်မှဘုရားသခင်ရဲ့အကြံစီကိုဘုရားသခင်တကယ်ပြုပေးမဲ့အကြံစီကိုငါတို့ကိုပြောပြနေတာဖြစ်တယ်ဒါကြောင့်တေချာပေါက်သခင်ယေရှုခရစ်တော်ကိုယုံကြည်ခဲ့တဲ့သူတယောက်ကတော့ဖြောင့်မတ်ခြင်းရပြည့်တဲ့သူတယောက်ကတော့တေချာပေါက်အနာဂတ်ကာလကေတင်ခြင်းဟိုးကောင်းကင်နိုင်ငံကိုချီဆောင်ခြင်းခံရမယ်ဆိုတာကတော့တေချာပေါက်ဖြစ်တယ်ဆိုတာကိုဒီကြမ်းချက်အဖြစ်ငါတို့ဘုရားခင်ပြပြထားတဲ့အတိုင်းပဲငါတို့ယုံကြည်လို့ရပါတယ်ဒီမျိုးစိတ်ချလို့ရပါတယ်ဆိုတာကိုငါတို့ပြောချင်ပါတယ်ငါကတော့ဒီတေလွန်တဲ့သူဟာဆိုရင်မထမြောက်လာတော့ဘူးဆိုပြီးမှကောရိန္သုမြို့မှာရှိယုံကြည်သူတွေကမျိုးပြောနေတဲ့အတွက်ကြောင့်ပိုလုက
မဟုတ်ပါဘူးတေလွန်တဲ့သူတွေဟာဆိုရင်သခင်ရှုခရစ်တော်ကိုယုံကြည်ပြီးမှတေလွန်တဲ့သူဟာဆိုရင်တစ်ချိန်ကျရင်ထားမြောက်မှာဖြစ်တယ်ခရစ်တော်လာခေါ်တဲ့အချိန်မှာဘာကြောင့်လဲဆိုတော့ဘုရားသခင်ကသခင်ရှုခရစ်တော်ကိုငါတို့အပြည့်အခအတွက်ကြောင့်လက်ဝါးကားတိုင်းမှာတေတဲ့ကြိုးတယ်မကဘူးသူက3ရက်မြောက်တော်နေ့မှာထားမြောက်စေတယ်နဲ့အတူငါတို့ဟာလည်းပဲတစ်ချိန်ကျရင်ခရစ်တော်လာတဲ့အချိန်မှာထားမြောက်ပါမယ်ဆိုရင်မှအမျိုးပြောပြနေတာဖြစ်တယ်ငါတို့အခန်းကြီး15တခုလို့တော့မဖတ်တော့ဘူးငါတို့အပိုက်ငယ်90ကနေ90နှစ်အထိပဲဖတ်ပါမယ်ညီကိုတို့ငါဆိုဒီကလူအသွေးအသားဒီဖျားသခင်နိုင်ငံတော်ကိုအမွေမခံနိုင်ပုတ်တက်သောအရာဒီမပုတ်နိုင်သောအဖြစ်ကိုအမွေမခံနိုင်ဒီမှာအပိုက်ငယ်90မှာတော့ငါတို့ဒီအသွေးသားရှိတဲ့ဒီအပြစ်တရားရှိတဲ့ဒီခန္ဓာကိုယ်ကတော့ဒီဟိုးကောင်းကင်နိုင်ငံကိုမတွားရဘူးဝင်စားရမှာမဟုတ်ဘူးအသွေးအသားမရှိတဲ့အရာဒီဝိညာဏကိုခန္ဓာနဲ့ပဲဘုံအတေနဲ့ပြည့်စုံတဲ့ခန္ဓာကိုယ်နဲ့ပဲငါတို့ကဟိုးကောင်းကင်နိုင်ငံကိုခြေဆောင်ခြင်းခံရမှာဖြစ်တယ်ဆိုမှဆက်ပြီးမှပြောပြလာမှာဖြစ်တယ်ငါတို့အပိုင်ငယ်51နဲ့52ကိုဖတ်ပါမယ်နတ်နေတော့အရာတစ်ခုကိုငါပြအောင်မည်ငါတို့ရှိသည်မြဒီအိပ်ပျော်ရကြမည်မဟုတ်ဒီမှာဒီပိုးလူကဒီပြောပြနေတာတွေ့ရတယ်ငါတို့ရှိသည်မြဟာအိပ်ပျော်ရကြမည်မဟုတ်တဲ့ပြောမယ်ဆိုရင်ဒီယုံကြည်တဲ့လူတိုင်းကခရစ်တော်ယုံကြည်တဲ့လူတိုင်းကအားလုံးကတည်သွားမှာမဟုတ်ဘူးတချို့သူတွေကအသက်ရှင်တဲ့သူဖြစ်ခြင်းဖြစ်မှာနော်တချို့တွေကတူမယ်တချို့တွေကအသက်ရှင်နေမယ်အဲ့လိုမျိုးပြောပြနေတာဖြစ်တယ်ဆက်ဖက်မယ်52ကိုတို့လည်းနောက်ဆုံးသောတဘုံမုတ်သောအခါတခဏချင်းတွင်မျက်စိတမိတ်၌ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်မျက်စိတမိတ်ထဲမှာငါတို့ရှိသမျှဟာပြောင်းလဲခြင်းသို့ရောက်ရကြမည်မျက်စိတမိတ်ထဲမှာငါတို့ကိုခြေဆောင်သွားမယ်ငါတို့ဟာဝိညာဏကိုခန္ဓာနဲ့ခြေဆောင်ခြင်းခံရမယ်လို့ပြောပြနေတာဖြစ်တယ်ထိုတဘိုးမုတ်ခြင်းရောက်သောအခါတေလွန်သောသူတို့သည်မပုတ်နိုင်သောအဖြစ်၌တီလျက်ထမြောက်၍ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်ဒီမှာသခင်ယေရှုခရစ်တော်ဟာဆိုရင်ကောင်းကင်တမန်တွေနဲ့အတူတဘိုးမုတ်ပြီးမှငါတို့ကိုလာခေါ်တဲ့အချိန်မှာဒီခရစ်တော်ကိုယုံကြည်ပြီးမှတေလွန်တဲ့သူဟာဆိုရင်မတေနိုင်မပုတ်နိုင်သောအဖြစ်၌တီးပြီးမှသူတို့ကထမြောက်လာမယ်အသက်ရှင်ကြံကျွင်းတဲ့ငါတို့ဟာဆိုရင်မျက်စိတမိတ်ထဲမှာဒီမတေနိုင်မပုတ်နိုင်တဲ့ဒီဝိညာဏကိုခန္ဓာဖြစ်တော့ငါတို့ပြောင်းလဲခြင်းတော့ငါတို့ရောက်ပြီးမှခြေဆောင်ခြင်းခံရမယ်ဆိုရင်မှပြောပြနေတာဖြစ်တယ်ဒါကြောင့်ဒီငါတို့ကြီးခဲ့တဲ့ချမ်းပိုက်တွေဖျားခင်ငါတို့ကိုပြပြထားတဲ့အရာကိုငါတို့ကြီးခြင်းအားဖြင့်သခင်ရှုခရစ်တော်ကိုမိမိကေတင်ပိုင်ရှင်ပဲသခင်ရှုခရစ်တော်ဟာငါအပြည့်အခအတွက်လောကကားတိုင်းမှာဆက်ပေးခဲ့တယ်ဆိုပြီးမှသခင်ရှုခရစ်တော်နဲ့တူပြုခဲ့တဲ့အမှုကိုငါတို့အပြည့်ကြောင့်တူပြုခဲ့တဲ့အမှုငါတို့ယုံကြည်မယ်ဆိုရင်ငါတို့အပြည့်အခငရေကိုလည်းတွားစရာမလိုတော့ဘူးမကဘူးငါတို့တစ်ချိန်ကြာရင်လည်းငါတို့ခန္ဓာကိုယ်တည်သွားတယ်ဖြစ်စေအသက်ရှင်ကြံကျွင်းနေတယ်ဖြစ်စေတစ်ချိန်ကြာရင်တော့တေချာပေါက်ဟိုကောင်းကင်နိုင်ငံကိုငါတို့ဖျားသခင်နဲ့အတူသခင်ဖျားနဲ့အတူထာဝရအသက်ရှင်ရမှာဖြစ်တယ်ဒီလိုမျိုးငါတို့ပြောပြနေတာဖြစ်တယ်ဒါကြောင့်ငါတို့ဘက်ကနေတော့ဖျားသခင်ကိုချီးမွမ်းဖို့ပဲကျေးဇူးတင်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ငါတို့ဒီကေဒီချင်းကာလ3ပါးဒါမှမဟုတ်ကေဒီချင်းကာလ3မျိုးဆိုလို့ပြောတဲ့အချိန်မှာဒီအတိတ်ကာလကေဒီချင်းပိစုပန်ကာလကေဒီချင်းအနာဂတ်ကာလကေဒီချင်းဆိုမှရှိတယ်ဆိုတော့ငါတို့နားလည်ထားရပါမယ်ဒီအတိတ်ကာလကေဒီချင်းအပြည့်အခငရေကနေလွတ်မြောက်ပြီးတဲ့သူတယောက်ကတော့ဒီအနာဂတ်ကာလကေဒီချင်းဆိုတဲ့အပြည့်ရှိတဲ့ဒီလောကကနေဟိုးကောင်းကင်နိုင်ငံကိုခြေဆောင်ခြင်းခံရမယ်ဆိုတာကတော့တေချာပေါက်ဖြစ်ပါတယ်ဒါပေမဲ့ဒီလောကမှာဆက်လက်အသက်ရှင်နေတဲ့အချိန်မှာဒီပိစုပန်ကာလကေတီချင်းဆိုတဲ့အပြည့်ရဲ့တကိုးကနေကေတီချင်းဆိုတဲ့အရာကတော့ငါတို့အမင်းနဲ့ခရစ်တော်ကိုယုံကြည်အားကိုးပြီးအသက်ရှင်နေမှတာလေအပြည့်မပြုတ်မိဘဲနဲ့တန်ရှင်းဖြောင်းမတ်စွာအသက်ရှင်နိုင်မှာဖြစ်တယ်ဒါဆိုရင်တော့ငါတို့ဒီကေတီချင်းကာလ3ပိုင်းဆိုတဲ့အကြောင်းအရာကိုအများကြီးမဟုတ်ပင်ငါတို့အနေအချင်းလေးဒီအချုပ်အနေနဲ့ငါတို့ဒီသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီနေ့မှာတော့ဒီလောက်နေပဲပြောရင်းနဲ့နားကြတော့မှာဖြစ်တယ်သခင်ယေရှုခရစ်နဲ့ငါတို့အဘတီးဟူသောအဖခမဲတော်ဖျားသခင်အထံတော်ကကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းသည်တင်တို့၌ရှိပါစေတော့အာမင်